တမမိတ်ဆွေများအားလုံးကိုခရစ်တော်ရဲ့နာမတော်မြတ်၌မင်္ဂလာပါသခင်ယေရှုကရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး၄အပိုင်ငယ်24မှာဖခင်ကိုဘယ်လိုကိုးကွယ်ရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှတွင်တင်ထားပါတယ်ဘုရားသခင်ဟာနာမ်ဝိညာဉ်ဖြစ်တယ်ဘုရားသခင်ကိုကိုးကွယ်တဲ့သူတွေဟာနာမ်ဝိညာဉ်နဲ့၎င်းတစ္ဆာနဲ့၎င်းကိုးကွယ်ရမယ်ဆိုပြီးတွင်တင်ထားတာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာနာမ်ဝိညာဉ်နဲ့၎င်းဆိုတာကဘာကိုဆိုလိုတာလဲနာမ်ဝိညာဉ်နဲ့၎င်းဆိုတာကအတွင်းလူအသစ်ပြုပြင်သောနှလုံးသားကိုဆိုလိုခြင်းဖြစ်ပါတယ်တနည်းအားဖြင့်ဝိညာဉ်တော်မွေးဖွားခြင်းရှိတော်သူကယ်တင်ခြင်းရရှိပြီးသားသူကိုရည်ညွှန်းတာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှင်တော့ဝိညာဉ်တော်နဲ့မွေးဖွားခြင်းမရှိသောသူကကြတော့စစ်မှန်သောကိုးကွယ်ခြင်းကိုဘယ်လို့မှမလှုပ်ဆောင်နိုင်တဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်ဘုရားခင်ကိုကိုးကွယ်တဲ့သူဟာဒုတိယမွေးဖွားခြင်းမရှိသောသူဟာဘုရားခင်လက်ခံဖွယ်သောကိုးကွယ်ခြင်းမျိုးကိုမလှုပ်ဆောင်နိုင်ပါဘူးအဲဒါကြောင့်မို့ပထမဦးဆုံးလိုအပ်တာကသူ့ရဲ့အသက်တာထဲမှာတန်ရှင်သောဝိညာဉ်တော်နဲ့မွေးဖွားခြင်းအရေးကြီးတာဖြစ်တယ်။တန်ရှင်သောဝိညာဉ်တော်နဲ့မွေးဖွားခြင်းရှိမှသာလျှင်သူ့ရဲ့ကိုးကွယ်ခြင်းဟာဘုရားသခင်လက်ခံဖွယ်သောကိုးကွယ်ခြင်းဖြစ်မှာဖြစ်တယ်။ဒါကြောင့်မို့ဘုရားကျောင်းကိုလာတဲ့အခါမှာဒီတိုင်းနှလုံးသားလေးရိုးသားတဲ့စိတ်ကလေးတစ်ခုနဲ့ဘုရားကျောင်းကိုလာလို့မရဘူး။ဘုရားကိုတော့ကိုးကွယ်ခြင်းနဲ့နှလုံးသားကတော့ရိုးသားတယ်။ဘုရားကိုတော့ယုံကြည်ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့အသက်တာထဲမှာပထမဦးဆုံးခြေလှမ်းဖြစ်တဲ့ကယ်တင်ခြင်းရရှိထားခြင်းမရှိဘူးဒုတိယမွေးဖွားခြင်းမရှိဘူးဆိုလို့ရှင်တော့သူ့ရဲ့ရိုးသားခြင်းကဘလောက်တိပဲဖျားကိုစိတ်ဆန္ဒကတော့ကိုးကွယ်ခြင်းပြင်းပြနေပါစေသူ့ရဲ့အသက်တာထဲမှာဒုတိယမွေးဖွားခြင်းမရှိတဲ့အတွက်ကြောင့်မို့သူ့ရဲ့ကိုးကွယ်ခြင်းဟာအချီးနှီးပဲဖြစ်မှာဖြစ်တယ်ဗလာပဲဖြစ်မှာဖြစ်တယ်ဒါဆိုလို့ရှင်ကျွန်တော်တို့ဒုတိယမွေးဖွားခြင်းကိုကျွန်တော်တို့ဘယ်လိုမွေးဖွားနိုင်မလဲကယ်တင်ခြင်းဘယ်လိုရနိုင်မလဲကယ်တင်ခြင်းဟာယေရှုခရစ်တော်လက်ဝါးကတိုင်ပေါ်မှာပြုသောအမှုယေရှုခရစ်တော်ဟာကျွန်တော်ရဲ့အပြစ်တွေအားလုံးကိုစားလက်ဝါးကတိုင်ပေါ်မှာအသေးခံတယ်တင်းကြိုခြင်းကိုခံတယ်သုံးရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တဲ့ဖခင်ဖြစ်တယ်ဆိုတာကိုသင်ယုံကြည်ခြင်းရှိလို့ရှင်တော့တင်းရဲ့အသက်တာထဲမှာဒုတိယမွေးဖွားခြင်းရရှိမှာဖြစ်တယ်။ဒါပေမဲ့တင်းအနေနဲ့ဒီတိုင်းယုံကြည်ဖို့တော့မဟုတ်ဘူး။တင်းရဲ့အသက်တာထဲမှာပထမအဆုံးတင်းဟာတင်းအပြစ်ကိုနောင်တရဖို့အင်မတန်မှအရေးကြီးတယ်။တင်းဟာအပြစ်ကိုနောင်တရတယ်လို့ပြောတဲ့အခါမှာကျွန်တော်ဟာအပြစ်သားဖြစ်ပါတယ်။ကျွန်တော်ဟာအပြစ်သားဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်နဲ့ထိုက်တန်တာကငရဲနဲ့ပဲထိုက်တန်တာဖြစ်တယ်။ထာဝရဖျားနဲ့ခွဲခွာခြင်းနေရာကိုကျွန်တော်ကသွားဖို့ထိုက်တန်တဲ့သူတယောက်ဖြစ်တယ်။ဒါပေမဲ့လည်းဖျားခင်ဟာဂျေဇုဂရုဏာကြီးမားတဲ့အတွက်ကြောင့်မို့ကျွန်တော်ခံရမဲ့ကြိမ်ချင်းအမင်္ဂလာထာဝရငရဲထဲမှာခံရမဲ့ကြိမ်ချင်းအမင်္ဂလာအားလုံးကိုယေရှုခရစ်တော်ကလက်ဝါးကတိုင်ပေါ်မှာပေးဆက်ပေးတယ်။အသွေးသွန်းလောင်းခြင်းကိုပြုပေးတယ်။တည်ခြင်းကိုခံပြီးမှတင်းကြိုခြင်းကိုခံတယ်။သုံးရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်မှကျွန်တော်အပြစ်တွေအားလုံးကိုယူဆောင်ပေးသွားတယ်။ယေရှုခရစ်တော်အားဖြင့်ကျွန်တော်ဟာမထိုက်တန်သောညာလည်းပဲထာဝရအသက်ကိုရရှိတယ်ဆိုတာကိုသင်ယုံကြည်ခြင်းရှိမှသာလျှင်သင်ရဲ့အသက်တာထဲမှာဒုတိယမွေးဖွားခြင်းတန်ရှင်သောဝိညာဉ်တော်အားဖြင့်မွေးဖွားခြင်းရှိမှာဖြစ်တယ်။ဒါကြောင့်မို့ပထမခြေလှမ်းဖြစ်တဲ့ဒုတိယမွေးဖွားခြင်းကျွန်တော်ရဲ့အသက်တာထဲမှာရှိဖို့အင်မတန်မှအရေးကြီးတာဖြစ်တယ်။ဒုတိယမွေးဖွားခြင်းရှိမှသာလျှင်တင့်ရဲ့ကိုးကွယ်ခြင်းဟာလည်းဖျားသခင်လက်ခံဖွယ်တော့ကိုးကွယ်ခြင်းဖြစ်မှာဖြစ်တယ်ဆိုတာကိုဝင်ငှချင်ပါတယ်။ဆိုတော့ဒုတိယအချက်အနေနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှင်တော့ဖျားသခင်ကိုကိုးကွယ်တဲ့သူတွေဟာတဲ့တစ္ဆာနဲ့၎င်းကိုးကွယ်ရမယ်လို့ပြောပါတယ်။ဒါဆိုတစ္ဆာနဲ့၎င်းဆိုတာကဘာကိုဆိုလိုတာလဲ။တစ္ဆာနဲ့၎င်းလို့ပြောတဲ့အခါမှာဖျားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းလို့
ပြောဆိုတာဖြစ်တယ်ဖယားခင်နှုတ်ကပတ်တော်ထဲမှာပေါ်ပြထားတဲ့အတိုင်းဖယားခင်နှုတ်ကပတ်တော်ထဲမှာတွင်တင်ထားတဲ့အတိုင်းဖယားကိုကိုးကွယ်ဖို့ရန်ဖြစ်တယ်တမန်ကျမ်းစာထဲမှာကျွန်တော်တို့ကိုဘယ်လိုကိုးကွယ်ရမလဲဆိုတဲ့ပြဋ္ဌာန်းချက်တွေအားဖြင့်ကျွန်တော်တို့ဟာကိုးကွယ်ရမှာဖြစ်တယ်ကျွန်တော်တို့ကြိုက်တဲ့နီလန်ကျွန်တော်တို့ရဲ့ပုံစံကျွန်တော်တို့ရဲ့အသွေးအခေါ်တွေနဲ့ကျွန်တော်တို့ကိုးကွယ်ဖို့မဟုတ်ဘူးဆိုတာကိုကျွန်တော်တို့နားလည်ဖို့အင်မတန်မှအရေးကြီးတယ်ဒါကြောင့်မို့ယေရှုခရစ်တော်နဲ့ရှမာရိအမျိုးသမီးပြောဆိုတဲ့ကြားထဲမှာသူတို့ရဲ့စကားထဲမှာရှမာရိအမျိုးသမီးအနေနဲ့သူ့ရဲ့အသွေးအားဖြင့်သူတို့ရဲ့ဘိုးဘေးတွေကတောင်ပေါ်မှာကိုးကွယ်ခဲ့ကြတယ်ဆိုမှသူမရဲ့အသွေးကကျတော့အဲ့ဒီတီနေရာမှာသူမရဲ့အသွေးအတိုင်းသူတို့ကိုးကွယ်ခြင်းကမှန်ကန်တယ်လို့သူကထင်နေခဲ့တာလေဒါပေမဲ့ယေရှုခရစ်တော်ကသူမရဲ့မားရင်းနေတဲ့အသွေးခေါ်တွေကိုပြန်ပြီးမှတဲ့မှတ်ခဲ့တာဖြစ်တယ်ဖယားကိုကိုးကွယ်တဲ့သူဟာကြိုက်တယ်လို့ကိုးကွယ်လို့မရဘူးတီနေရာတွေနဲ့ကန့်တက်ပြီးမှကိုးကွယ်လို့မရဘူးဘာသာရေးထုံးတမ်းစင်လာတွေနဲ့ကိုးကွယ်ဖို့မဟုတ်ဘူးအဲ့ဒါတွေကအရင်ဦးဆုံးမလာဘူးဖယားခင်ကိုကိုးကွယ်တဲ့သူဟာဖယားခင်ပြဋ္ဌာန်းတဲ့အတိုင်းနာဝိညာဉ်နဲ့၎င်းတစ္ဆာနဲ့၎င်းဖယားခင်နှုတ်ကပတ်တော်ထဲမှာဖော်ပြထားတဲ့အတိုင်းကိုးကွယ်ရမှာဖြစ်တယ်ဆိုတာကိုယေရှုခရစ်တော်ကတွင်တင်ထားတာဖြစ်တယ်တစ္ဆာနဲ့၎င်းလို့ပြောတဲ့အခါမှာနောက်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှင်တော့ယေရှုခရစ်တော်အားဖြင့်ကိုးကွယ်ဖို့ရန်ဖြစ်တယ်ဆိုတာကိုနားလည်ဖို့လည်းအရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာတစ္ဆာဆိုတဲ့စကားလုံးကို truth ဆိုတဲ့စကားလုံးနဲ့တုံ့ထားတယ်ယေရှုခရစ်တော်ဟာ the way ဖြစ်တယ် the truth ဖြစ်တယ်လို့ပြောတယ် the life ဖြစ်တယ်လို့ပြောတယ်ဆိုလိုတာကယေရှုခရစ်တော်ဟာလမ်းခရီးဖြစ်တယ်တမန်တရားဖြစ်တယ်အသက်လည်းဖြစ်တယ်ဒါကြောင့်မို့တစ္ဆာလို့ပြောတဲ့အခါမှာဖယားကိုကိုးကွယ်တဲ့သူဟာယေရှုခရစ်တော်အားဖြင့်ကိုးကွယ်ဖို့ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဆုတောင်းတဲ့အခါမှာလည်းယေရှုခရစ်တော်ရဲ့နာမကိုအမိပြုမှကျွန်တော်တို့ဆုတောင်းခြင်းတွေပြုလုပ်ကြတယ်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ဟာဖယားသခင်စီကိုကျွန်တော်တို့လာကြတယ်ဒါကြောင့်ကိုးကွယ်ခြင်းဟာယေရှုခရစ်တော်ရဲ့အသက်တာနဲ့ပုံဖော်ထားတဲ့ကိုးကွယ်ခြင်းလည်းဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ဖို့ရန်အင်မတန်မှအရေးကြီးတာဖြစ်တယ်ဓမ္မမိတ်ဆွေများဒီကနေ့ဖယားကိုကိုးကွယ်ဖို့လာတဲ့အခါမှာကျွန်တော်တို့ဘယ်လိုစိတ်နှလုံးသားနဲ့ကိုးကွယ်ဖို့လာတယ်လဲကျွန်တော်တို့ကြိုက်တယ်လို့မျိုးအရှိကိုအရှိတိုင်းဆိုပြီးမှဖယားကိုလာလို့မရဘူးနော်ကျွန်တော်တို့ကိုအရှိကိုအရှိတိုင်းဖယားကလက်ခံတာမဟုတ်ဘူးယေရှုခရစ်တော်အားဖြင့်ပဲကျွန်တော်တို့ကိုလက်ခံတာဖြစ်တယ်ဖယားကိုကိုးကွယ်တဲ့အခါမှာကျွန်တော်ရဲ့အသွေးအခေါ်တွေကျွန်တော်ရဲ့ဉာဏ်ပညာတွေကျွန်တော်ရဲ့ရိုးသားမှုတွေနဲ့အရင်ဦးဆုံးလာဖို့မဟုတ်ဘူးဖယားခင်ပြဋ္ဌာန်းထားတဲ့အတိုင်းပဲလာဖို့ရန်ဖြစ်တယ်ဖယားခင်ပြဋ္ဌာန်းထားတဲ့အတိုင်းနာဝိညာဉ်နဲ့၎င်းတစ္ဆာနဲ့၎င်းပဲကိုးကွယ်ဖို့ရန်ဖြစ်တယ်ဒါမှသာလျှင်ဖယားခင်လက်ခံဖွယ်သောကိုးကွယ်ခြင်းကိုကျွန်တော်တို့ပြုလုပ်နိုင်မှာဖြစ်တယ်ဆိုတာကိုနှုတ်ကပတ်တော်အပြင်ဝင်းငါချင်ပါတယ်နှုတ်ကပတ်တော်ကိုကြားနာကြတဲ့ညီကိုမောင်နှမများအရောက်စီတိုင်းပေါ်မှာဖယားခင်ကောင်းကြီးတက်ရောက်ပါစေ